စကားပြောတွေကိုလေ့လာနေတဲ့သူတွေအထူးသဖြင့်ကျွန်တော်ဒီညမှာအင်္ဂလိပ်စကားပြောပေါ့နော်ဒီစကားပြောကိုလေ့လာတဲ့အခါမှာ formula တွေနဲ့သွားလို့မရအောင်ကျွန်တော်မှတ်ထားတဲ့ formula တွေနဲ့ကျွန်တော်သွားလို့မရအောင်เนาะချက်ထားတဲ့ဟာတွေနဲ့လည်းသွားလို့မရအောင်အဲ့ဒါဆိုရင်ကျွန်တော်အင်္ဂလိပ်စကားကိုဘယ်တော့မှပြောတတ်မှာမဟုတ်ဘူးဆိုတော့ तू ကဘာနဲ့အလားတန်တူတယ်လဲဆိုကျွန်တော်တိုင်းကစားတယ်တိုင်းကစားတဲ့အခါမှာလက်သီးဒီလိုထိုးမယ်ဆိုရင်ဒီလိုလုပ်မယ်နောက်ကလေးကိုဒီလိုလုပ်မယ်ဇက်တိုက်ထားတယ်လို့ပဲအဲ့လိုတော့လုပ်လို့မရအောင်တိုင်းလည်းဒီတိုင်းပဲ formula နဲ့သွားလို့မရအောင်စကားပြောလည်းဒီတိုင်းပဲ formula နဲ့သွားလို့မရအောင်ကြက်ထားတဲ့ဟာတွေနဲ့သွားလို့မရအောင်တင်ထားတဲ့ဟာတွေနဲ့သွားလို့မရအောင်စကားပြောဆိုဘာလို့အောင်လဲများများပြောပေးရတာမယ်များများပြောကမှာပါဇက်ကအလိုလျောက်ထွက်သွားမှာတိုင်းလည်းဒီတိုင်းပဲကျွန်တော်တို့เนาะဒီလှုပ်ဆောင်ချက်တွေကိုများများလှုပ်ဆောင်ပေးရမယ်အဲ့ဒါမှအလိုလိုလက်ကထွက်သွားမှာခြေထောက်ကထွက်သွားမှာအဲ့ဒါဘာလဲဆိုကျွန်တော်တို့ဒီဦးနှောက်ကလျှက်တစ်ပြက်ဆုံးဖြတ်တဲ့ဟာစကားပြောလေဒီတိုင်းပဲကျွန်တော်တို့အုံနှောက်ကအလိုလျောက်ထွက်သွားတဲ့ဟာအဲ့ဒီတိုင်းဖြစ်ရမယ် formula သုံးလို့မရအောင်နော်စကားပြောတတ်ချင်းနောက်တိုင်းစကားမယ်တစ်ဖက်ကြံကိုကောက်ွယ်မယ်ဆိုရင် formula သုံးလို့မရအောင်နော်များများလေ့ကျင့်ရမယ်စကားပြောများများပြောရမယ်မပြောသေးဘူးကြောက်တတ်မှာမဟုတ်ဘူး